င်္ဂလာပါပေးသက်ကြီးခင်ဗျာကျွန်တော်နဲ့အတူတူမကွေးမြို့မှာရှိတဲ့သမိုင်းဝင်အထင်ကြီးနေရာတွေကိုထိုးထိုးအနေနဲ့ဒီကန်းကော်တထောင်ဖျားကိုဘယ်နှစ်ခုနှစ်ကနေပြီးတော့စပြီးတော့တီထားကိုးကွယ်ခဲ့တာလဲပြီးတော့ဘယ်လိုရည်ရွယ်ချက်တွေဘယ်လိုပုံစံမျိုးနဲ့တီထားကိုးကွယ်ခဲ့ဖြစ်ခဲ့ရလဲဆိုတာကျွန်တော်တို့နည်းနည်းရှင်းပြပေးပါလားဟုတ်ကဲ့ပါဒီကန်းကော်တထောင်ဆိုတာစတင်ဖြစ်ပေါ်လာတာကျွန်တော်တို့တငယ်ချင်း2ယောက်ရှိပါတယ်ဟုတ်2015ခုနှစ်5လပိုင်းကျွန်တော်တို့21ရက်နေ့စပြီးတော့ပနက်စတင်ခဲ့ပါတယ်ဖြစ်ရတဲ့အကြောင်းရင်းကကျွန်တော်တို့ကဒီဇေဒီတော်ကြီးဟာဆိုလို့ရှိရင်ကျွန်တော်တို့ကြေးရွာနဲ့နီးကပ်တဲ့အတွက်ကျွန်တော်တို့ကြေးရွာမှာဗုဒ္ဓဝေယဝိစာအတင်းသားတွေရှိပါတယ်အခါကြီးရဲ့ကြီးတွေမှာကျွန်တော်တို့ဒီမှာလာပြီးပဋ္ဌာန်းတွေရွတ်ကြတယ်အလှဒါနတွေလုပ်ကြတယ်ကျွန်တော်တို့ကြေးရွာလေးကတန်ရှင်းလုပ်ကြတယ်ပေါ့ဗျာအဲ့ဒီအချိန်မှာကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းတယောက်ကညာတိုင်းလာပြီးပတိစိတ်ပြီးတော့ဒိဋ္ဌံဝင်ပြီးတော့ပတိစိတ်တဲ့ခါမှာကျွန်တော်ရဲ့စိတ်ကူးထဲမှာဒီချိန်ခြုံတွေပိတ်ပေါင်းနေအခုလက်ရှိဒီမြင်ရနေရရခရကျွန်တော်တို့စူးရင်းနေနေနဲ့ခြုံနေပိတ်ပေါင်းနေပေါ့အဲ့ဒီမှာကျွန်တော်စိတ်ကူးကနေဒီမှာဦးတန်းဝင်းရဲ့ဒီညာလေးကိုကျွန်တော်တို့ဖះလေးတွေတင်တစ်ကုံပါပဲဆိုတော့အကြံဉာဏ်လေးနဲ့ဒါစတင်ဖြစ်ပေါ်လာတာပါအလူရှင်ကတော့အဲ့ဒီတော့မရှိဘူးပေါ့အလူရှင်မပေါ်ရင်လည်းနေကိုဟာတာကိုတဲမယ်ဆိုတဲ့အဋ္ဌာန်နဲ့တဲလိုက်တာမှာအခုတော့အောင်မြင်သွားတာပါပထမစတည်ခဲ့တဲ့ဒီကန်းကော်တထောင်တဲမယ်လို့စိတ်ကူးခဲ့တာစိတ်ကူးခဲ့တာပါဒါကြောင့်မလို့တဖြည်းဖြည်းနဲ့ပဲအလူရှင်တွေများလာပြီးတော့ကန်းကော်တထောင်ဖြစ်လာအဲ့တော့ဒီကန်းကော်တထောင်ဒီတောကြီးတစ်ခုလုံးရှင်းတဲ့အချိန်မှာရောဒီကျန်တဲ့အခက်အခဲတွေဘာရှိလဲကျန်တဲ့အခက်အခဲဆိုတာဆရာတော်ကမိန့်ထားတာအချက်3ချက်ရှိပါတယ်ကျွန်တော်တို့မင်းတို့မှလုံးမယ်ဆိုလို့ရှိရင်မြေမကြီးရအလှမခံရဘူးမြေမကြီးရအလှမခံဘူးပတ်ဝန်းကျင်ပြောစကားတွေကိုမင်းတို့ကြက်ညက်ခံနေရအဲ့ဒီအချက်3ချက်နဲ့မင်းတို့လုံးနိုင်လို့မလုံးနိုင်မလုံးနိုင်ဆရာတော်မိန့်ခဲ့ဘူးပါဆရာတော်ရဲ့ဘွဲ့အမိကဥဝင်တခါပါဆရာတော်ဥဝင်တခါနေလက်ဓမ္မပရိခပါဆရာတော်ပါဆရာတော်ရဲ့မိန့်ကြတဲ့အချက်3ချက်နဲ့ကျွန်တော်တို့လုပ်ခဲ့တာအလှမခံဘူးမြေမကြီးရဘူးကျွန်တော်တို့ဒီပတ်ဝန်းကျင်တွေကပြောစကားတွေကိုကျွန်တော်တို့ကကြက်ညက်ခံနေအဲ့ဒီအချက်ဒီ3ချက်ညီမမင်းတို့အောင်မြင်မယ်ဆိုတော့ဆရာတော်ကမိန့်ကြခဲ့ဘူးပါတယ်စပြီးတော့ကျွန်တော်တို့ဖះပနဲ့စတဲပြီးဆိုရတယ်လေဆရာတော်ကိုယ်တိုင်လာပြီးတော့ပနဲ့လာတဲပြီးတာဟုတ်အဲ့တော့အဲ့ခုနကပြောသလိုပေါ့ဒီဖះတွေမတဲခင်ခြုံနေပေးပေါင်းနေရှင်းတဲ့နေရာမှာရောဒီတစ်ပင်တွေပါခုတ်တိုင်ပါရှိသေးလားကျွန်တော်တို့ပြောမယ်ဆိုရင်တော့အဲ့ဒါလေးကတော့ထူးခြားချက်ပဲဗျာ
ဒီတစ်ပင်ကြီးရှုပ်ချက်ခတ်နေတဲ့အပင်ကြီးကြီးကြားမှာကျွန်တော်တို့လောရတဲ့ခါမှာဆရာတော်ရှောက်ပါတယ်ဆရာတော်ပြီးတော့ဒေဒီလေးတွေတဲတဲ့ခါဖះဆင်းလူတွေတဲတဲ့ခါမလွတ်လွတ်ရှင်ပြီးတော့ဒါလေးကိုကပ်ပြပြရဆိုတော့ကျွန်တော်ကပ်ပြတော့ပုံရင်းစကားနဲ့ပြောတော့ခုတ်ပြရဟုတ်ပြီခုတ်ပြရအေးမလွတ်ရင်တော့ပဲတတ်နိုင်ဘူးကွာဒါပေမဲ့မင်းတို့တတ်နိုင်တော့လွတ်အောင်တော့လုပ်ပါဒီဈေးဒီတွေအစုပေါင်းထောင်ပေါင်းများတော့တဲတဲ့ခါအဲ့တစ်ပင်အကုန်လွတ်ပါတယ်ဒါပေမဲ့မလွတ်တဲ့ပင်ကလည်းသူ့ဘာသူပေပေးရတယ်ကျွန်တော်တို့ခုတ်ဆံမလို့ပေါ့အဲ့ဒီထူကြချက်ထူကြပါတယ်ဒီကျွန်တော်တို့ဒီကန်းကော်ထောင်ဖះလေးတွေဒါတော့ရန်တော်သုံးပြီပေါ့ဒီဖះလေးတွေတဲတဲ့အချိန်မှာကျွန်တော်18လနဲ့အပြီးတဲတာ18လဒီဟာတွေအားလုံး18လနဲ့18လနဲ့အပြီးလို့ဒီလက်ကရုပ်ပါတယ်ရက်တော်မူတချို့တော့အကုန်လုံးပေါ့အကုန်လုံးနည်းနည်းကိုဒီ18လနဲ့ပြီး18လနဲ့ပြီးအောင်ကျွန်တော်လုပ်ခဲ့နေဆိုင်ညာဆိုင်အဲ့လိုချဒီဖះရဲ့ဒီကန်းကော်တစ်ထောင်ထဲမှာတည်ထားတဲ့ဖះရဲ့ညံတော်အမြင့်က3ပေဟုတ်ကဲ့ဒါအကုန်လုံးက3ပေတွေကြီးအကုန်3ပေတွေကြီးဒါပေမဲ့ဟိုဘာလဲကျွန်တော်တို့ဘယ်လိုခေါ်လဲမူရာဆိုတာကျွန်တော်ကမူရာ9မျိုးနဲ့ကျွန်တော်လုပ်တာမူရာ9မျိုးနဲ့လုပ်တာတိုက်ကြည့်ကြည့်တန်းကိုမူရာချင်းကတန်းချင်းတူတယ်တန်းချင်းအဲ့လိုလေးမူရာ9မျိုးနဲ့မူရာ9မျိုးနဲ့လုပ်တာဟုတ်ကဲ့ပါတပေါင်းဘေးကဒါဖျားဘူးတွေကလည်းမူရာတစ်မျိုးတည်းဆိုလို့ရှိရင်စိတ်ဝင်စားမှုနည်းအဲ့တော့မူရာလေးတွေပွားပြီးတော့ပိတုကဆရာကိုလည်းကျွန်တော်တို့ကတိုင်ပြီးမှလုပ်တော့နောက်ထပ်ကအဲ့လိုထူးခြားတာလေးဘာရှိသေးလဲထူးခြားတာဆိုတော့ရှိပါတယ်ရှိပါတယ်ဆိုတော့အခုဒီဘက်ဒီကျွန်တော်တို့လုပ်တဲ့ခါမှာအခုလက်ရှိကျွန်တော်တို့ဒီပြောမှဆိုရင်ဒုက္ခစရိယကျင့်တယ်တစ်ပင်ရှိအဲ့တစ်ပင်သူကတူတီးပေးရတယ်ကျွန်တော်ခုမရှိနေမဲနဲ့သူကတူတီးပေးရတယ်ပြောမှဆိုရင်တော့ဆရာတော်မင်းကြတာတော့သူကရုပ်ကိုယ်စိုးကမနေနိုင်တဲ့ဟောပြီးပေါ့အဲ့တစ်ပင်မှာရှိတဲ့ရုပ်ကိုယ်စိုးကမနေနိုင်တဲ့သဘောမျိုးပေါ့အဲ့လိုကျွန်တော်တို့တွေ့ရတာဒီလိုပြောကြတာပေါ့နော်ဒါဆိုတာလဲကျွန်တော်တို့ကဒါအလူရှင်တူဦးလည်းပေါ်တာအလူရှင်တူရက်တော်မူပြားကြီးဆိုလို့ရှိရင်အလူရှင်၄ဦးရက်တော်မူပြားအလူရှင်၄ဦးဒီကန်းကော်တစ်ထောင်လုံးကြတော့အလူရှင်ဘယ်နှယောက်လောက်ရှိလဲတချို့ကြလဲတစုတချို့ကြ3စု2စုပေါ့ဒါအဲ့လိုအများကြီးပေါ့အလူရှင်တွေကတော့အများကြီးပေါ့အများကြီးဟုတ်ကဲ့ဒီကန်းကော်တစ်ထောင်ဖះမှာတကယ်လို့လာပြီးတော့တဲမဲ့သူတွေအတွက်ကဘာတွေစီစဉ်တာကျွန်တော်တို့စီစဉ်ထားပါတယ်ဆရာတော်ဖះကနေမှဖះဘူးလာတဲ့မိဘပြည်သူတွေကိုကျွန်တော်တို့ဒီမှာရိတ်တာကြီးရှိပါတယ်လူ900လောက်ဆန့်ပါတယ်အဲ့ဒီမှာဖះဘူးတွေကိုအဆင်ပြေအောင်ကျွန်တော်တို့ရည်ပြီးအစုံနဲ့လုပ်ထားမှာလာလို့ရပါတယ်ဖះဘူးတွေလည်းဒါဖះဘူးလာခဲ့ကြပါလို့ကျွန်တော်တို့ဘက်ကနေပြီးမှဖိတ်ခေါ်ရပါတယ်ကျေးဇူးတင်ပါတယ်အခုလိုကျွန်တော်တို့ရှင်းပြပေးတဲ့အတွက်ဟုတ်ကဲ့ပါခင်ဗျကိုတို့လည်းကျေးဇူးတင်ပါတယ်ခင်ဗျာအခုကျွန်တော်နဲ့အတူဖူးရမယ့်ဖះကတော့နှီးဖះဖြစ်ပါတယ်အခုမြင်ရတဲ့ဓာတ်ပုံတွေကတော့ဒီနှီးဖះရဲ့တည်ထားပုံအစဉ်စဉ်ကိုမှတ်တမ်းတင်ထားတဲ့ပုံများပဲဖြစ်ပါတယ်ဘုံဒီဒီဖျားကြီးကိုဘယ်နှစ်ခုနှစ်ကနေပြီးတော့စတင်တည်ထားကိုးဝယ်ခဲ့တာလဲဗျာဒီလို2010မှာရိုက်ဆက်တည်ထားကိုးဝယ်ခဲ့ပါတယ်ဒီနီးဖျားကြီးရက်လို့ဖို့အတွက်ဝါးကိုကြတော့ရှင်ဖေဘယ်ကနေမှာပါတယ်ဗျာဝါးကတော့ဦးဇင်းတို့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်လင်းမော်ကျန်းအုပ်စုကနေပြီးတော့ဦးဇင်းတို့ဝယ်ယူပြီးမကွေးရောက်ထိတည်ခဲ့ပါတယ်ဟိုမှာတော့သစ်ပင်ဝါးချုံမော်နဲ့လင်းညထိုးရောက်တာမနော်ဝါတလုံး2000ပြည့်ဒီရောက်ဦးဇင်းတို့အားလုံးဆို2500လောက်ကြာတယ်ဒီဝါတလုံးဟုတ်တယ်ဒီနေ့ညကြီးတဆူလုံးလက်လုပ်ပစ္စည်းကိုအချိန်လောက်ယူခဲ့လာတယ်17လကြာခဲ့ပါတယ်17လလောက်ကြာဗျာဝါအလုံးကြီးကြာဘယ်လောက်ကုန်လဲဝါလုံးတွေသူကဝါ2မျိုးဖျောင်းရဝင်နေပြီအားလုံးနှစ်ခုပေါင်းဘလုံး900ဒီမှာဗျာ
အရှင်ဖေကဒီမကွေးမြတ်သလွန်နာမှာဒီနှီးဖျားကြီးကိုလာပြီးတော့တီထားကိုဝယ်ခဲ့ရတယ်အခုဆိုရင်3နှစ်လောက်ပဲရှိသေးရပေါ့နော်ဖေဘလို့ရည်ရွယ်ချက်နဲ့ဘလို့အာယုံရပြီးတော့ဒီနေရာမှာဒီနှီးဖျားကြီးကိုတီထားကိုဝယ်ဖြစ်တာလေဖေ ဒီမှာမြတ်တော်ရှိတယ်မြတ်တော်ရှိတဲ့အတွက်ကြောင့်ရိုးရိုးအုပ်ပုံသေးတယ်ဆိုလို့ရှိရင်ဖះထီးတင်ပွဲပြီးရင်လုံးလုံးပြန်ကြမှာသူမှမဟုတ်ခွင့်ကြောင့်ပတ်သက်ကူနာပဲဖတ်တယ်တင်ပါဗျာအဲ့တော့မကွေးမြို့မှာဟလာအများပြည်သူလည်းဖူလို့ရအောင်ငါနှိဖျားကြီးတင်မယ်ဆိုပြီးစိတ်ကူပေါက်ပြီးတယ်အင်းဒီကလို့သွားပြီးစားတော့ဖျားစုအင်းဒီကလို့စားတော့ဖျားဦးစင်တနည်းချင်းနေပါကလောကနှိဖျားဆရာတော်ဟုတ်တယ်တယ်ပါအဲ့စားတော့ဖျားစုဒီလိုလုပ်ချင်နေဆိုအဲ့လိုဒီနှိဖျားကြီးရဲ့ကလေးတွေပေါ့ချိတ်ပြီးတယ်တယ်ပါဗျာသူကတော့အီလီနာပဲလေတယ်ပါပူသားငယ်တို့ဖွဲ့ဒီပြကြီးရဲ့ဖွဲ့နေချိတ်ပြီးဦးစင်စတင်ရေးလို့ပူဇော်ခဲ့တာပူဇော်ပြီးတဲ့ကသူကဦးစင်မကွေးသူမကွေးသားတွေကိုကျေးဇူးဆက်သွားပြီးဒီစေရီတည်ခဲ့တာတယ်ပါဗျာနောက်ထပ်ကောအဲ့လိုတည်နေတဲ့အချိန်မှာတည်ပြီးတဲ့အချိန်မှာထူးထူးခြားခြားတွေပိုင်းများရှိသေးတယ်ဗျာအဲ့ဒါရပြောလို့ခဲ့တယ်တယ်ပါဗျာတယ်ပါဘုန်းကြီးဆိုဝင်းနေဝင်းနေတာလေဟုတ်တယ်တယ်ပါဗျာအခုလိုပြည့်စုံလို့ရှင်းပြပေးတာရှင်းပြပေးတယ်ပါဗျာဒီလိုခုပေါ့ဗျာခေါ်ကြပါတယ်ဟုတ်ကဲ့အဲ့တော့မြတ်သလွန်ဒီတော်ကြီးကိုအဘဘောတော်ဘောရဲ့တည်သွားတာပါနော်အဲ့မှာဒီမှာမြတ်သလွန်ဟိုဘောနော်ဗာရမတည်ခင်မှာသူတို့ရဲ့ပထမဆုံးသမိုင်းကိုပြောပြမယ်ဆိုရင်ဒါသူတို့ရဲ့နော်ဒါဌာနေပေါ့ဘောတော်ဘောကျွယ်ရဲ့ဌာနေပေါ့ဒါဘောတော်ဘောကျော်ပဲဒီမောင်နှမ6လို့ရဲ့ဌာနေမောင်နှမ6ရသူတို့ရွာပေါ့ဗျာပြောရရင်ဟုတ်ဒီနာလေးရပေါ့ဒါဒီသူတို့မော်နမ6ယောက်နေသွားတဲ့နေရဘောတော်နဲ့ဘောကျော်မော်နမ6ယောက်နေသွားတဲ့နေရာဟုတ်တယ်အဲ့မှကမြတ်စွာဘုရားကကျွန်တော်တို့စကရဲကိုကြွတာစကရဲကြွသွားတဲ့အချိန်မှာညီနောင်လေးပါဘာဘောတော်ဘောကျော်ဘောတော်ဘောရကညီနောင်လေးပါနေပြီးတော့အင်္ဂါကြီးကိုပူပြီးတော့မြတ်စွာဘုရားကိုကြွပြီးလူတာမြတ်စွာဘုရားသွားလူတဲ့အချိန်မှာမြတ်စွာဘုရားနေပြီးဘောတော်ဘောကျော်တို့ကဘုရားတရားမဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မြတ်တလုံးတော်ကိုသူတို့ချင်းချင်းလိုက်ဒါတွေကတော့ဘာဘောသူကဘောတတ်တာတော့သူတို့ကမူလမှာတော့ပါတာပေါ့ဘုရားတည်ဆိုတော့မနမ6ဟုတ်နောက်ဒီဇီရောကြီးတည်တဲ့ခါကျတော့ဒီပုဂ္ဂိုလ်ကြီးပါတော့ဘူးဘာလို့မပါလဲဆိုတော့သူကမျိုးစောဘာလို့မပါလဲဘာလို့မပါလဲဆိုတော့လူဘဝမှာတရားမဲ့တရားဖြစ်တဲ့အတွက်သူကဘောတော်ဘောကျော်ကလူဘဝရောက်တယ်ဟုတ်ဘောတော်ဘောကျော်ကလူဘဝရောက်သွားတာသူကဘောသူကလည်းဘောရတာကြတော့လက်ရှိဒီမှာမျိုးဆောင်နေတယ်မျိုးဆောင်နေကြံခဲ့တယ်သူကမရှိမလို့အခုပေးသက်ကြီးဖူးမြော်နေရတာကတော့သမိုင်းဝင်ဘူလာမြတ်တော်စီကြီးဖြစ်ပါတယ်။ဒီစီကြီးရဲ့သမိုင်းကိုကျွန်တော်နဲ့အတူသွားပြီးတော့လေ့လာကြပါလက်ရှိစီတော့ဥဆောင်ပြီးတော့ဒီထားခဲ့တဲ့ဆရာတော်ဦးဝီရိယရဲ့ရုပ်ထုရှိတာပေါ့နော်။ဟိုဒီမူလမြတ်တော်ဇေဒီရဲ့တမိုင်းကြောင်းကိုပြည့်စုံလို့ဟိုဘယ်သူမေးလို့ရအောင်။ဂောဘကဥအောင်မြောင်တာမိကြအောင်။ဒီမူလမြတ်တော်ဇေဒီကဒီထားဖို့ပဲရတယ်။ဒီတမိုင်းကြောင်းလေးကိုနည်းနည်းလေးရှင်းပြပါဦး။လက်ကလေး123ဘာဆိုလာပြီးကျော်ရှိရဲ့မြတ်စွာဘုရားကျွန်တော်တို့ဘုရားမဝါမှာသံဃာသတင်းသုံးနေတဲ့အချိန်
သူနာပရဏတိုင်သုဘစကသမောစီရဲ့အမိမှာဝါနိစာကမ္မရွာကဆူရပုံနာတို့မဟာပုံနာဆိုကုန်တယ်ရှိတယ်အကိုလို့တဲ့လူကမြတ်စွာဘုရားတရားတော်ကိုနားပြီးတော့သူကမြတ်စွာဘုရားကြီးညိုပြီးတော့သူကရဟန္တာဝစ်သွားတယ်အဲညီလို့တဲ့လူလွှဲလိုက်ပြီးနောက်ပိုင်းကျမှဆိုညီလို့တဲ့လူနဲ့အဲတေက900နဲ့တကောကသူကသန္တိကူကခုတ်တယ်ကျွန်းနေနေပြီးတော့ခုတ်ပြီးတဲ့နောက်ပိုင်းမှာသန္တိကူချောင်းဆောက်တယ်အသန္တိကူချောင်းဆောက်ပြီးတဲ့နောက်ပိုင်းမှာကျတော့မှတခါအဲ့မှာအကိုလို့တဲ့လူမဟာပုံနာမထေဘူးမြတ်စွာဘုရားသူ့ကိုသူလျှောက်ထားလိုက်တဲ့အခါကျတော့မှအဲ့မှာမြတ်စွာဘုရားရဲ့လူခံမို့သူဝိဇ္ဇုံနတ်တာဖန်ဆင်းထားတဲ့ပြတ်တက်900နဲ့တကွာနောက်လည်းနောက်ပါရဟန္တာ900နဲ့တကွာသူကောင်းကင်နာမှာလက်ချီပြီးတော့ဇန်နကူကျောင်းကိုလူခံလိုက်တာအဲ့ဒီမှာခွန်ရဲ့သတင်းသုံးနေကျွန်တော်လူနတ်ပြမတတ်တော်တို့ဝိနည်းတတ်တော်အပေါင်းတို့ဆိုတရားဓမ္မအမျက်စီတိုက်ရွေးလိုက်တာအဲ့ဒီမှာတိုက်ရွေးပြီးတဲ့နောက်ပိုင်းမှာဆိုဒေသစာကြီးကြွားကြည့်လိုက်တဲ့အခါကျတော့မင်းဘူးစက်ကင်းတဲ့တောင်ယူဆပ်ဝဲရန်တိုင်းလို့ဒီလိုလဲခေါ်တယ်တိလာသဖလို့လဲခေါ်တယ်သူကအဲစက်ကတဲ့လူလဲခေါ်တယ်သူကအဲ့တောင်မှာအဲ့မှာခိတ္တခဏအဲ့ဒီမှာမြတ်စွာဘုရားကြွလာတဲ့အခါကျတော့ကြားမင်းကဒီရင်တော့ဖျားရည်တော်နဲ့ဆိုတလုံးတော်လူတိုင်းရဲ့ဖြစ်ကြရပြီးတော့သွားခုလည်းမြတ်စွာဘုရားခေါ်ရမှကြာကြတယ်လို့ပြောနောက်တဲ့ကိုယ်ဆိုကြီးထဲထားတယ်မြတ်စွာအကြည့်ကြီးတလုံးတော်ကိုလာပြီးတော့လူတိုင်းပူဇော်တယ်အဲ့ဒီမှာမြတ်စွာဘုရားကအလူခံလိုက်တယ်အလူခံပြီးတော့တရားပြမရဲ့အပူဇော်ခံတဲ့အချိန်ပြမမင်းကချီးပြီးတော့မိုးတာတယ်အဲ့ဒီမှာအလူခံတဲ့အချိန်မှာဒီမှာအေယာဝီမြစ်ရဲ့အရှိတဲ့ယူဇနာဝဲဝေးကွာတဲ့တောဆိုတာကျွန်တော်ဒီတောကိုဆိုလိုတာဒါဆိုအရင်တော့ဒါကြီးကတောကြီးပေါ့တောကြီးပေါ့ဟုတ်ပါရဲ့ဟုတ်ပါလေဟိုဖန်ကားသီးတွေဖန်ကားပင်တွေဖန်ကားဟုတ်ပါတယ်ကျွန်တော်ဖန်ကားတော့ဒါဆိုဒီညာကြီးကအရင်တော့ဖန်ကားပင်နေနဲ့တောကြီးပေါ့ဟုတ်တယ်အဲဒီမှာခုနပြောတဲ့အေယာဝီမြစ်ရဲ့အရှိတဲ့ယူဇနာဝဲဝေးကွာတဲ့တောဒီတောကိုတောတာပေါ့ဘောကျော်ဘောသောဘောသူရဘောရတယက္ခတာကြီးယက္ခတာလေးဆိုပြီးဒီတောရမောင်နှမ6ယောက်နေတာအဲ့ဒီအချိန်ကကြာမှကျွန်တော်ကဒီမှာသူတို့ကမြတ်စွာဘုရားဒီစက်ကင်းနေတဲ့မှာခိတ္တကြွတဲ့သတင်းကိုရတော့ညီကိုလေးယောက်ဘောသူရဘောသူရဘောရတညီကိုလေးယောက်က2မ2ယောက်ကိုမပြောတော့ပဲနဲ့သူကသတိဖန်ခိုင်းမြတ်စွာဘုရားကိုကိစ္စအမှန်နဲ့သွားပြီးအထူးတယ်လူလိုက်တဲ့ခါကျမှမြတ်စွာဘုရားကလည်းသူဒီဘလူးညီနောင်လေးယောက်လာတူတယ်သတိဖန်နာကိုအထူးခံတယ်အလူခံပြီးတော့သူတို့ကရဏဂုံနဲ့တီးပြီးတော့သူတို့တရားဓမ္မအများကြီးတိုက်ကြည့်လိုက်တဲ့အခါကျသူကတရားရတယ်။အဲ့မှာတရားရတဲ့အချိန်ကကျမှလောကီလောကုရကိုကိုရရကြောင်းဆိုမြတ်စွာဘုရားကိုလျှောက်ထားတယ်။မြတ်စွာဘုရားကိုလျှောက်ထားလိုက်တဲ့အခါကျမြတ်စွာဘုရားကလည်းဒီဒီကြမ်းမင်းဆိုလိုက်တဲ့မြတ်သားသလွန်တော်ကိုစွန့်လိုက်တာ။ငါသလွန်တရားဌာနမှာနောက်တစ်ချိန်မှာသာသနာပွင့်နေပြီးတော့မာဂရမှာနာဂရမျိုးကြီးဖြစ်လက်တာဆိုတဲ့မြတ်စွာဘုရားဗျာဒိစကားတွေဒီညမှာရှိပြီးတာအဲ့ဒီကနေပြီးတော့မှတခါသူတို့ကဒီမှာသူတို့ကျွန်းကိုတဲလာတယ်တဲပြီးတော့ဒီမှာသူတို့ရခင်းသားရလုံမြောင်းတဲ့နေရာမှာသူကကြောက်စီတီးပြီးတော့ပထမကိုးွယ်လိုက်တာအဲ့ပထမကျွန်တော်တို့ဒီထားကိုးွယ်ကြီးအတွက်ကျွန်တော်တို့ကဘုရားကိုမူလမြတ်ကလုံးဆိုဘွဲရအမြင့်တို့တက်လိုက်တာဟုတ်ကဲ့အဲ့ဒီရဲ့နောက်ွယ်မှာကြားမင်းကဒါတရားဘုရားကြားရင်းနဲ့မငြင်းဘူးဒီညမှာတရားမဲ့နေရာမဟုတ်ဘူးဆိုပြီးကြားမင်းကနေတော့ဖြိုဖျက်လိုက်တာကြားမင်းကဘာနဲ့ဖြိုဖျက်လိုက်တာလဲဟိုရစိန်ပဲပြောရမှာဟိုရစိန်လက်နဲ့ဖြိုလိုက်တာဟုတ်ကဲ့အဘရဲ့ဒီမူလမြတ်တလွန်စီတော့တက်ကလေးဘလောက်မှတဲခဲ့ရလားမသိနော်တက်ကလေး123မြတ်စွာဘုရားဝါတော့မြတ်စွာဘုရားဝါတော့20မှာပဲရှိသေးတယ်အဲ့ဒီချိန်မှာတဲမြတ်စွာဘုရားဝါတော့20မှာပဲရှိတယ်ဝါတော့20မှာတက်တော်ထင်ရှားရှိသေးတယ်တက်တော်ထင်ရှားရှိသေးတယ်ဆိုတော့ဝါတော့20မှာပဲတဲတာလေဒါဆိုရင်ဟိုကျွန်တော်တို့ဟိုမကွေးမြတ်တလွန်ကြတော့မကွေးမြတ်တလွန်ကမြတ်စွာဘုရားပြိဋိဘံပြုပြီးပြီပြိဋိဘံပြုပြီးလို့2နှစ်မြောက်ကြမှာ2နှစ်မြောက်ကြမှာဟိုကတဲရတာသာသနာတက်ကလေးနဲ့ပြောနှစ်မြောက်တက်ကလေး150မှာတည်ရတယ်ဒီက120ကျင်း3ဝါတော့20မှာတည်ရတယ်မူလမြတ်တလွန်ဘုရားနဲ့ဟိုမကူမြတ်တလွန်ဘုရားနဲ့ဆို28နှစ်ပဲကွာ28နှစ်ကွာဟိုအခုလိုမျိုးပြည့်ပြည့်စုံစုံရှင်းပြပေးရတဲ့အတွက်ဟိုဘာဦးအောင်မြန်ကိုအရင်ကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်လည်းအခုလိုရှင်းပြရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဘုရားရဲ့သမိုင်းနဲ့ပတ်သက်လို့ရှင်းရတယ်ကျွန်တော်ဝန်တော်တာပါတယ်ဟုတ်ကဲ့ပါဗျာဒီနေရာကတော့ကြားမင်းကိုယ်တိုင်များသားသလွန်တော့ထိန်းသိမ်းဆောင်ရှောက်ဖို့အခက်ရသေးသုံးမှတင်းသုံးခဲ့နေရအောင်ဒီဖျားသုံးစုနေဖျားသုံးစုဖျားလည်းဖျားသုံးစုတောင်းလို့ခေါ်တာပါနော်
စာဖန်ကားသေးရေပေါ့လား ဟုတ်တယ်ဒီဖန်ကားကပြောရမယ်ဆိုရင်တော့တတိယမြောက်ပင်ကိုပြောလို့ရဘူး တတိယမြောက်ပဲဘာဖြစ်လို့တတိယမြောက်ပဲလို့ပြော ဘာဖြစ်လဲဆိုတော့ပထမဆုံးအပင်ကဒီဖယားကိုတကယ်ကြီးမှနေဆိုင်ခဲ့တယ်ပထမအပင်နဲ့ဒုတိယအပင်နဲ့အသက်တွေကြီးတော့ပြေးသွားပြီးတော့ဒီပြင်တတိယမြောက်ပင်ဆိုတော့တက်တန်းကတော့မကြသေးဘူးတက်တန်းကတော့10နှစ်ဝန်းကျင်ပဲရှိသေးတယ် ဟိုဒီဖန်ကားပင်ရဲ့အသက်ကခုမှ10နှစ်ပဲရှိသေးတယ် ဒီမြတ်တလုံးဘုရားသမိုင်းကြောင့်တိကျသိရဖို့အတွက်ဒီမြတ်တလုံးကောဘကအတွင်းမှုနှစ်ဖြစ်တဲ့ဥဝင်းနိုင်တင်ကိုတွားမိကြဆိုလေ ဟုတ်ပါအကိုဒါကတော့မြတ်တလုံးကောဘကအတွင်းမှုနှစ်ဥဝင်းနိုင်တင်ပါ အေးဖျားလာဖူးကြလားကွ ဟုတ်ပါတယ်ခင်ဗျဟိုကျွန်တော်ကဒီမကွေးတိုင်းထဲမှာရှိတဲ့သမိုင်းဝင်အထင်ကြီးနေရာတွေကိုပြည်သူတွေသိအောင်လို့အတွက်ဘုသူဒ္ဓကျွယ်ဝဖို့ခီးထွက်ကြဆိုဆိုအစီအစဉ်လေးကျွန်တော်ကအခုလိုမျိုးရိုက်ကူးရင်းနဲ့ပြည်သူတွေကိုအသိပေးဖို့ဒီမကွေးမြတ်တလွန်သမိုင်းလေးကိုကျွန်တော်သိချင်တာပါအဲ့ဒါလေးကိုဦးလေးသိတယ်လို့ကျွန်တော်ရှင်းပြပေးပါ ဟုတ်ပြီအဲ့ဒါဆိုဦးလေးနဲ့လိုက်ခဲ့တခါလဲဦးလေးရှင်းပြလိုက်မယ်နော် ဟုတ်ကဲ့ဗျ ငါတို့ငါဖျားသမိုင်းသိနေတယ်ဆိုတော့မှာဘုဒ္ဓတရားကိုခီးသွားကြလို့ဆိုတော့ခေါင်းစဉ်လေးနဲ့တိုက်ရောညီသူဖြစ်အောင်ဦးလေးကပြောပြတယ်လေဘာလို့ဆိုတော့ဒီမှာကဖျားလေးစုတစ်ဆက်ဆက်တည်းဖူးနိုင်တဲ့အနေထားလေးလည်းပါတယ်ဖျားသမိုင်းလည်းပါတယ်ဟုတ်အဲ့တော့ညတော်စီတော်မြတ်ကြီးရဲ့နောက်ကျောင်းတော်ရရဲ့နောက်မင်းမှုစက်ကိန်းနဲ့ရယ်မန်းရွှေဆက်တော်ရယ်အဲ့လေးဌာနကတစ်ဆက်ဆက်တည်းလို့ဖြစ်နေတဲ့ဖျားသမိုင်းလေးကိုဦးလေးကပြောချင်တာပါဟုတ်ကဲ့အဲ့တော့သူနမရနာတိုင်းကကုန်းတဲ့ညီတော်ဖြစ်တဲ့ထူလာပုံနာမဟာပုံနာသူတို့ညီနောင်ဟာဖျားပွင့်တော်မူရဲ့မြစည်းမအတိုင်းဒေတာကိုသွားပြီးတော့ကုံသွယ်ခဲ့တယ်ကုံသွယ်တဲ့အခါမှာဘုရားရှင်ကိုသူတို့ဖူးမိတွေ့ခဲ့တဲ့အခါမှာမြတ်စွာဘုရားရှင်ကိုသူတို့အရက်ဒေတာဖြစ်တဲ့ကျောင်းတော်ဒေတာမှာစန္ဒဝုဏ္ဏတာကျောင်းတော်ရဆောက်လုပ်ပြီးတော့မြတ်စွာဘုရားရှင်ကိုဗာနဲ့ကာလမှာတရင်သုံးဖို့လျှောက်ထားခဲ့တယ်အဲ့ခါမှာမြတ်စွာဘုရားရှင်ဟာသူနမရတတိုင်းဖြစ်တဲ့ကျောင်းတော်ဒေတာကိုကြွတော်မူခဲ့တယ်ကြွတော်မူခဲ့တဲ့အခါမှာနောင်တော့ဘုရားရှင်များပြုတော်မူတဲ့အတိုင်းဒီရက်ဒေတာကိုလှည့်လဲပြီးတော့ဟိုတရားအမြတ်စီတိုက်ကျွေးတယ်တရားဟောခဲ့တယ်အဲ့ခါမှာဒီဦးလေးတို့ဒီမြတ်စွာဘုရားတို့တဲ့တယ်ပေါ့စကိန်းနဲ့စီတို့တည်ထားခဲ့တယ်ကိလာတပတောင်မှာအဲ့ဒီမှာမြတ်စွာဘုရားကြီးတညတာကျိတ်ဆက်တော်မူတယ်အဲ့တောင်တော်မှာမြတ်စွာဘုရားကြီးကတတ္တဝဝဏီယကိုတရားဟောဖို့ကြွတော်မူခဲ့တယ်ကြွတော်မူတဲ့အခါမှာဒီမကွေးမျိုးရဲ့အရှိတောင်အကြမှာရှိရဲ့ဖေဖြူရမှာရှိရဲ့ဘောတော်ဘောကျော်ဘောသူရဘောရဒဒီနောင်ကမြတ်စွာဘုရားကြီးကြွလာပြီမြတ်စွာဘုရားကြီးကြွလာလို့ရှိရင်တို့သွားပြီးတော့ဘုရားရှင်ထူးမယ်တို့ဒေတာထွက်တဲ့ဖန်ကားသည်ကိုဒေသစစေဝါအဖြစ်ဘုရားရှင်ကိုသွားလူမယ်အဲတော့ရှေးတော်နိုင်ကျေစုဖန်ကားယဟန်စားဆိုတာသူညအချိန်မှလည်းဖုံးပေးလို့ရတယ်စေဝါအဖြစ်သုံးဆောင်လို့ရတယ်အဲ့ဒါကိုသွားပြီးမြတ်စွာဘုရားရှင်သွားလှူတယ်မြတ်စွာဘုရားရှင်ကနေပြီးတော့သူ၅ပါးသီလရဲ့အကျိုးပြစ်ကိုဟောကြားတော်မူခဲ့တဲ့သောတာပန်တည်ခဲ့တယ်သောတာပန်တည်တဲ့အခါမှာဒီဘလူးကြီးနောင်ကလည်းရှင်ဘုရားနောက်ကအချိန်ကာလမှာနောင်လာနောက်သားများပိုးကွယ်ဖို့အတွက်တခုခုပေးသနာတော်မူပါလို့လျှောက်ထားတယ်လျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားရှင်ကနေပြီးတော့သူတညတာအိမ်ဆက်ခဲ့တဲ့ဒီတလွန်တော်ကိုကိုယ်ွယ်ဖို့ဆွန့်လိုက်တယ်ကိုကိုယ်ွယ်ဖို့ဆွန့်လိုက်တဲ့အခါမှာနောက်တစ်ချိန်မှာဘောတော်ဘောကျော်ဒူဝင်သားဖြစ်တဲ့ချိန်မှာငကုတ်ဓမ္မတောင်အခုဘုရားတည်ထားတဲ့ဒီတောင်ပေါ်မှာဒီဌာပနာပြီးတော့ဇေဒီတေကိုဆိုပြီးတော့မြတ်စွာဘုရားရှင်ဟာဗျာဒိတ်စကားမိန့်ကြားတော်မူခဲ့တယ်အဲ့ခါမှာဒါမှမဟုတ်သူကအင်တာမမြတ်စွာဘုရားရှင်ရဲ့တလွန်တော်ကိုမြတ်နှိုးလွန်လို့သူတို့အရက်ဒေတာမှာသူပူဇော်ခြင်းလို့ဘယ်ဖြူအရက်မှာသွားပြီးတော့သူတို့ပူဇော်ကြတယ်ပူဇော်ကြတဲ့ခါမှာတရားမင်းကဒါဘုရားဟောတဲ့ဓာတ်တော်နဲ့မညီဘူးဆိုပြီးတော့သူကဖြူဖြစ်ခဲ့လို့ဘယ်ဖြူအရက်ဆိုတာဖြစ်ခဲ့တယ်အခုမူလမြတ်တလွန်နေရပေါ့အဲ့မှာသူကနေပြီးတော့ဒါနောက်တစ်ချိန်လူဝင်သားဖြစ်မှာဟာလားဘုရားတည်ပါဆိုပြီးတော့ဓာတ်တော်ပေးခဲ့တဲ့အတိုင်းတရားမင်းကနေတလွန်တော်ကိုယူပြီးတော့အခုမကွေးမျိုးရဲ့အရင်တော့အရှိမြောက်ရက်ပေါ့နော်ဘုရားသုံးလူရက်မှာရေသိကြီးသုံးပါးရှိတယ်ရေသိကြီးသုံးပါးထံကိုအနံ့ပြီးတော့ရှင်ဘုရားတို့နောက်ချိန်မှာဘောကျော်လူဝင်သားရောက်လာရင်တ
ဒီတလုံးတော်ကိုပေးလိုက်ပါဆိုပြီးတော့ဒီသူတို့ကဘုရားတော်တဲ့ရောက်ရှိလာပါလိမ့်မယ်ဆိုပြီးတော့ဒါတရားမင်းကနေတော့ရှောက်ထားပြီးတော့ဒီသေးတုံးမထာအနံတယ်အဲ့ဒီနောက်ပိုင်းမှာဘောကျော်လူဝင်သားပြန်ဖြစ်ခဲ့တယ်ဖြစ်တဲ့အခါမှာဒီမကွေးမြို့ဒီရသေးတုံးမရဲ့သွန်းတကာအများဖြစ်ကြတဲ့သူဘောကတထေးကြီးကနေပြီးတော့သူဟိုပုံနာဝင်သူသမီးနဲ့အတူသူအမြဲတမ်းအဲရသေးတုံးမထံတော့ရောက်စီကပ်နေတဲ့အတွက်ရသေးတုံးမနောက်ချိန်မှာဘောကျော်လူဝင်သားရောက်လာလိမ့်မယ်ဒါဒီဘုရားတကာဖြစ်လိမ့်မယ်ဆိုပြီးတော့သူတို့ရဲ့ဓာတိကဉာဏ်နဲ့သူကမိန့်ကြားခဲ့တယ်မိန့်ကြားတဲ့အခါမှာဒီဘောကျော်ဒါသူတေသေးကြီးရဲ့သမီးဝင်ပြောတယ်ဒါသူရဲ့ကျင်ရတော့လေဖြစ်လိမ့်မယ်ဘုရားတကာလည်းဖြစ်လိမ့်မယ်ဆိုတော့အဲ့မှာလေဒီသူဘောကတထေးကြီးရဲ့သမီးကနေပြီးတော့ကျွန်တော်ဒီမြတ်တော်ဇေယျမြေကြီးရဲ့ဟွက်မှာပန်းရက်တောင်ဆိုအရက်ဒေတာရှိတယ်ပန်းရက်တောင်ရက်ဒေတာမှာသူကပန်းခွေချပြီးတော့ဒါမောင်းတော်ဘုရားတကာတွေ့ပါလေလားဆိုအဋ္ဌာန်ပြုခဲ့တဲ့ပန်းတောင်စီဆိုတာလည်းရှိရဒီဘုရားကနေပြီးတော့တောင်ဘက်ကိုကြည့်လိုက်အဲ့မှာဒီရဲ့မောင်းတော်လူဝေသားဖြစ်တဲ့ခါမှာဒီပန်းမောင်းတော်လူဝေသားဖြစ်တဲ့ခါမှာဒီပန်းခွေကိုတွေ့သူအဲ့မှာသူတို့နေထိုင်ရအရက်ဒေတာကိုညွှန်ပြတဲ့ဥစ္စာကိုတွေ့တော့ဘောကျော်လူဝေသားသွားပြီးတော့တွေ့တဲ့ခါမှာဒါသူ့ရဲ့မောင်တော်အဖြစ်မှန်နေဒါကြီးကလာသူ့ရဲ့ဒါသားသမက်တော်ပဲဆိုပြီးတော့ဒီသေးသုံးပါးခေါ်သွားတယ်ဒီသေးသုံးပါးဒါသူဒါလေးကကြည့်လိုက်တဲ့ခါမှာဒါသူဘုရားတကအစ်စ်မှန်နေဆိုပြီးတော့ပြီးရတဲ့ဒီသလွန်တော်သူဘုရားတယ်ဟုဆိုပြီးတော့ပေးလိုက်တယ်ပေးလိုက်တဲ့ခါမှာဒီကူမြတ်တော်ဆိုပြီးတော့မြတ်ကြီးရဲ့အခုအောက်မှာပေါ့သူအဲ့ဒီတော့တမိုင်းထဲမှာတော့တပေါင်းလာရေးရည်နဲ့အညီအဲ့နေရာမှာဒီကတ္တပဘုရားရှင်ရွှေသားတလုံးရှိတယ်အဲ့ရွှေသားတလုံးနဲ့ဒီညာသားတလုံးကိုဌာပနာကြောက်ဖြာ6ချက်ဥက္ကာမိုးပြီးတော့ဌာပနာပြီးတော့ဒီထားတော်မူတဲ့မြတ်စွာဘုရားရဲ့ကြီးစရာဖြစ်လာခဲ့တယ်ခုနဟိုတစ်ဆက်တည်းဦးကြီးပြောမှဆိုရင်မြတ်စွာဘုရားရှင်ကအဲ့ကျောင်းတော်တော်ကိုကြွတယ်ပြန်ကြွတဲ့ခါမှာခုနဟိုမန်းရွှေဆက်တော်အရက်ဒေသမှာဟိုဟာအထက်ဆက်တော်ရအောက်ဆက်တော်ရဆိုတာခြေတော်နှစ်ဆူချခဲ့တော်မူခဲ့တယ်အဲကြောင့်ဒီဘုရားလေးကတမိုင်းမြတ်စွာဘုရားကြီးကြွခဲ့တဲ့နေရာတမိုင်းတစ်ဆက်စာထဲလို့ဦးလေးကပြောချင်တာဘုရားဘူးကြီးလည်းဖူးလို့ရှိရင်ဒီလေးစုကိုတစ်ဆက်စာထဲဖူးနိုင်အောင်လို့ပြောပြချင်တာဟုတ်ကဲ့ဟိုဒီမကွေးမြတ်တော်ဘုရားကြီးကစပြီးတော့တည်ကြတဲ့ကဒီညံတော်တိုင်းပဲလားမဟုတ်ဘူးပထမဆုံးစပြီးတော့ဘောကျော်လူဝင်စားစတယ်တော့ဟာညံတော်35,000ပဲရှိသေးတယ်အခုကတော့ညံတော်66,000ပေါ့ဒီကြားထဲမှာဘောကျော်လူဝင်စားတည်ခဲ့တယ်ပြီးတော့ဆောလူမင်းလက်ထက်မှာတန်တောင်55,000အမြင့်ညံတော်အမြင့်တည်ခဲ့တယ်နောက်မကွေးမြို့တကြီးမင်းတင်မလာကျော်ကောင်လက်ထက်မှာဟလာ66,000တမိုက်ညံတော်အခုညံတော်ရောက်သွားတယ်ပေါ့၃ချိန်တည်ခဲ့ရအောင်ဦးလေးဦးလေးခုနကတော့ပြောသွားတော့ဖရားတကာ3ယောက်ကနေပြီးတော့ဟို3ချိန်တည်ခဲ့တယ်လို့ပြောတယ်ဟိုဒီထက်မှကျတော့စတုဒ္ဒအကြိမ်လို့ပါနေတယ်ဟိုအဲ့ဒါကြတော့ဘယ်လိုမျိုးလဲအဲ့ဟုတ်တယ်ဦးလေးလည်းအရှင်းပြမယ်လေဟို3ချိန်ဆိုတဲ့ဥစ္စာကမူလဖရားတကာဘောကျော်လက်ထက်မှာတစ်ချိန်နောက်ပြီးတော့ဆောလူမင်းလက်ထက်မှာတစ်ချိန်နောက်မင်းတင်မင်းလာဝေးမင်းတင်မင်းလာကျော်ကောင်လက်ထက်မှာတစ်ချိန်ဆိုတော့3ချိန်အဲ့ဒါကအင်္ဂလိပ်စီဒီပေါ်မှာတည်ခဲ့တယ်ပေါ့ကွာဘုရားမှာတို့ရွှေသင်္ကန်းကတ်တဲ့ခါမှာအင်္ဂလိပ်စီဒီပေါ်မှာတည်တဲ့အခါမှာရွှေသင်္ကန်းကတ်တာတယ်ဒီကြီးပြားကံပေါ်မှာတဆေးတုပ်ပြီးတော့ရွှေသင်္ကန်းကတ်တာကပို့ပြီးတော့တာရှည်ခံတယ်ဆိုတဲ့ပညာရှင်များရဲ့အကြံပြုချက်အရဦးလေးတို့ကဇေဒီတဆူလုံးကိုအပေါ်ကနေပြီးတော့ကြီးပြားနဲ့အုပ်မိုးပြီးတော့ဇေဒီတဆူလုံးတည်လိုက်တယ်လို့ဘွားနေထက်ပြီးတော့တည်တဲ့အတွက်စတုထမြောက်ဟိုဇေဒီတော်လို့ဦးလေးတို့ကတတ်မှတ်တဲ့သဘောပါပဲကွယ်အဲဒါကြောင့်တမိုင်းထဲမှာစတုထအချိန်တည်ထားတယ်လို့ဦးလေးတို့ကမှတ်တမ်းတင်ခဲ့တာပါအဲ့ဒါဆိုရင်ပထမဆုံးအချိန်ကဘယ်နှခုနှစ်မှာတည်ခဲ့ရလဲမသိဘူးနော်ပထမအချိန်ကသာသနာနှစ်2ခုနှစ်ပေါ့နော် BC 941ခု Before Jesus Christ အဲ့ဒီကာလမှာတေဘောကျော်လူဝင်စားညီတော်နေပြီးတော့ပထမအချိန်တည်ခဲ့တဲ့မြတ်လွန်စေတော်မြတ်ကြီးညံတော်အဖြစ်တန်တောင်35,000ပေါ့အဲ့မှာစပြီးတော့တည်ထားခဲ့တာဖြစ်ပါတယ်ဒုတိယအချိန်ကျတော့ဒုတိယအချိန်ကသာသနာနှစ်1594ခုနှစ်AD အဖြစ်1050ပေါ့အဲ့မှာပကံခစ်ဆောလူမင်းလက်ထက်မှာတည်ထားခဲ့တယ်အဲ့ချိန်တည်တုန်းကညံတော်အဖြစ်တန်တောင်55,000တည်ထားကိုဝယ်ခဲ့တယ်ဟိုဒုတိယချိန်ညတ်သွန်စီတော့တည်ထားခဲ့ခြင်းဖြစ်ပါတယ်ဟောဆိုပကံခစ်မှာပေါ့ပကံခစ်မှာဟုတ်တယ်ဟောကဲတတိယချိန်ကျတော့ရော
တတိယကျင်သာသနာနှစ်1392ခုနှစ်ဧရိယာတော်ပေါ့1849ခုနှစ်မှာမကွေးမြို့တကြီးမင်းထွေမင်းလာကျော်အောင်တက်ထက်မှာညံတော်66တောင်တမိုက်အခုလက်ရှိညံတော်ပေါ့အဲ့ဒီနေထားကိုတတိယကျင်တဲခဲ့တာပေါ့မြတ်လုံးစင်ပဲကြည့်။ဩကုန်းမောင်ခင်မှာလည်းဒီဖះကိုအဲ့လိုပဲဆက်ဆက်ပြုပြင်မှုမှန်မှုရှိကြတာပဲနော် ရှိခဲ့တယ်အစစ်သက်ပြုပြင်မှုမှန်လာတယ် ။ဟုတ်ကဲ့ရှင်အခုလက်ရှိလည်းဒီစစ်ဒုရအချိန်ကကြာဘယ်နှခုနဲ့လဲမသိနော် ဒုဒ္ဒအကျိန်ခုနောက်ဆုံးအကျိန်ကတော့မူလဇေယီတော်မြတ်ကြီးအရင်အစစ်သက်အင်္ဂလိပ်အုပ်အင်္ဂလိပ်ဇေယီတော်မြတ်ကြီးပေါ်မှာကြီးပြားဇေယီတော်ကြီးပေါ့ကြီးပြားကံရွှေသင်္ကန်းကတ်တဲ့ဇေယီတစ်စုလုံးကြီးပြားနဲ့လွှမ်းခြုံပြီးတော့ဇေယီထပ်ပြီးတော့တဲတဲ့သဘောဖြစ်တဲ့အတွက်ဒုဒ္ဒအကျိန်လို့ဦးလေးတို့ကသတ်မှတ်တာပါ အော်ဒါနဲ့ဒီမကွေးမြတ်တော်ဘုရားကြီးမှာနောက်ထပ်ဘာတွေထူးခြားတာများရှိလဲဟင် ထူးထူးခြားခြားတော့ဘုရားဦးကြီးအရန်စိတ်ဝင်စားတဲ့ဘုရားလေးတစ်ခုရှိရပေါ့အဲ့ဒါကတော့တို့ဇီရိုကြီးရဲ့ဒီခေါင်းလောင်းတော်မှာဘလူးရုပ်21ရုပ်ရှိတယ်။အဲ့ဒီနေရာမှာဘလူးတပါးပြုံးနေပြုံးနေရလေးထူကြရဲပေါ့အဲ့ဒါကတော့ဦးလေးတို့နောက်ကျောင်းအစင်ဆက်ပေါ့ရာဇဝင်လို့ပဲပြောမှာတမိုင်းဆိုတာတော့ထောက်ထားခံခဲ့လို့ရှိရာဇဝင်ကတော့ဗဇက်ရာဇဝင်ဖြစ်ခဲ့တယ်တို့အဲ့လိုနဲ့ပဲလက်ဆင့်ကမ်းခဲ့တော့အရင်တော့မှတ်တမ်းမှတ်ရဆိုတာကတော့ရှေ့တော့မရှိခဲ့တဲ့သဘောပေါ့အဲ့တော့သူတို့ပြောတာကတော့ဒီဖျားတည်တဲ့အချိန်မှာဒီဘလူးရုပ်21ရုပ်လုံးတယ်မနေ့ရောက်တဲ့ခါမှာပြုံးနေတဲ့ဘလူးတစ်ပါးအမြဲတမ်းဖြစ်နေတယ်ပေါ့အဲ3ချိန်3ကလုံးတော်လဲတယ်ဘလူးပေါ်မှာပြုံးနေတယ်ကဲဒီတိုင်းပဲဆက်လက်ပြီးတော့ဇေယျတော်မြတ်ကြီးပူဇော်တယ်ဒါတော့သူတို့လည်းဖျားတကာဖြစ်တဲ့အတွက်ကြည်နုပီတိအပြုံးငင်းငင်းချင်းအေးချမ်းချင်းရဲ့နမိတ်ကိုဆောင်တဲ့အတွက်အင်တန်လဲကောင်းတဲ့အနေအထားရှိပါတယ်ဦးလေးတို့လည်းအဲ့လိုပဲမှတ်သားခဲ့ရဘူးလေပေါ့ညီမလေးအခုပြောတာနဲ့ဦးလေးပြောတာနဲ့ကြတော့မတူးနော် ဟုတ်တယ်ကိုယ်တမိတိတာကြောက်လေဒီဘလူးရုပ်20ရုပ်စလုပ်ကြတဲ့အတိုင်းပြုံးနေတဲ့ဘလူးရုပ်ကိုထည့်ခဲ့တာဘာဖြစ်လို့လဲဆိုရင်ပုံမှန်ရတော့ဘလူးတွေကမြန်ခက်တီတီပဲဖော်ပြကြတယ်အဲ့တော့ကြတော့ဒီပြုံးနေတဲ့ဘလူးလေးကိုထည့်ခြင်းအပြင်ဘလူးတွေကလည်းပြုံးရည်တတ်တယ်ပျော်ရွှင်တတ်တယ်ဆိုတော့ပြခြင်းလို့ကြားဘူးလားရှင်ဖြစ်ပါနော်တမိုင်းဆိုတော့လေတေချာမှတ်တမ်းမှတ်ရမရှိတဲ့ခါကျတော့သူပြောရလဲမှန်တယ်လို့ဦးလေးပြောရလဲမှန်တယ်လို့ဖြစ်နေတာပေါ့နော် ဟုတ်ပါတယ်ဦးလေးကစောစောပြောလို့ပေါ့နော်ရာဇဝင်ဆိုတာကတယောက်နဲ့တယောက်ဆက်ပြီးတာတီးကြတဲ့အခိုင်အမာတဲ့အထောက်အထားဘာညာဆိုမရှိခဲ့ဘူးဒီလိုကြားခဲ့တယ်ဒီလိုသိခဲ့တယ်ဆိုတဲ့အတွက်ဒါကတော့အမျိုးမျိုးတော့ရှိကောင်းရှိမှာပါဦးလေးတို့သိတာဆိုရင်လည်းနောက်တစ်မျိုးပြောရရင်ဒီဘလူးရုပ်21ရုပ်ရှိတယ်တရုပ်ကပြုံးတဲ့ခါမှာတကယ်ကြည့်လိုက်တော့ကျတော့မျက်နှာကလူရဲ့မျက်နှာပုံသဏ္ဍာန်မျိုးအဲ့တော့ဦးလေးကစောစောပြောတဲ့တမိုင်းထဲမှာလူဝင်စားဖြစ်မှဖျားတယ်ဆိုတဲ့အကြောင်းတရားလေးပါတော့ဒါလူဝင်သားဖြစ်တဲ့ကာလမှာတဲတဲ့ကန္တာလေးတစ်ခုပဲဖြစ်လာသေးတယ်သလားလို့တောင်မှဦးလေးတို့ကတော့အမျိုးမျိုးတွေးဆကြည့်မိရပါတော့အဲ့လိုပဲတွေးကြတာဟုတ်အခုလိုမကွေးမြတ်တလုံးတမိုင်းကိုဘုသူဒ္ဓရအောင်ရှင်းပြပေးတဲ့ဦးလေးကိုကျေးဇူးရမ်းတင်ပါတယ်ဗျာကဲပေးတဲ့ကြီးမနေ့ကျလို့ရှိရင်ဒီမကွေးမြတ်တလုံးတမိုင်းနဲ့ဆက်ဆက်နေတယ်ဟိုးကစက်ကိန်းနဲ့ဖျားကိုသွားပြီးတော့လေ့လာကြလိုက်ခဲ့ကြအောင်နော်